ရောက်ရဲ့ကောင်းကွယ်ချီပဲလိုချင်လို့တော့မရဘူးရဲ့ဒွန်ထွဲတဲ့ဆိုကွယ်လဲပါမယ်အဝင်ခွင့်ချဆူတောင်းသမျှပြေဆုံးအောင် baby အမမစွမ်းနိုင်ဘူးနီးစပ်တာနဲ့ရောင်ရဲကြရတာလေမင်းအသေးပါပဲအကြောက်တိုင်းအပြစ်ကလေးတော့ရှိတယ်လူတိုင်းချိုးရင်ချက်ရှိမယ်တဘာဝရဲ့သဘောတရားတစ်ခုပါပဲပုံစံတစ်ခုတည်းဇွတ်အတင်းသွတ်သွင်းနေရင်ငကိုရှိရင်ဆွဲကုန်အင်းပျက်စီးမဲ့အရေးပြန်ငယ်ကွက်တင်တာလေမင်းအသေးပါပဲ